ကဘာဖလားမတိုင်မီအန်ဆယ်လော်တီကိုအစွမ်းပြရန်နောက်ဆုံးကြိုးပမ်းမှုတွင်နေမှာမှားယွင်းစွာလူစားလဲခံရသည်ဘာမိတ်ဘောလုံးချန်နယ်ကနေကြိုးစိုးလိုက်ပါတယ်ဒိုင်လူကြီးဤမှားယွင်းသည့်ဆုံးဖြတ်ချက်ကြောင့်နေမှာတယောက်အပြင်းထန်ဒေါသထွက်ခဲ့ရပါတယ်ကဘာဖလားဝင်ခွင့်ကံကြမ္မာကိုမတိရသေးခင်နေမှာဤနောက်ဆုံးပွဲစဉ်လှုပ်ရှားမှုမှာစိတ်ခံစားချက်များပြင်းထန်ပြီးထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ရကာကွင်းအတွင်းကနေမဖြစ်မနေထွက်ခွာခဲ့ရခြင်းတွင်၎င်းအားဒေါသပေါက်ကွင်းမှုများဖြစ်ပေါ်စေခဲ့သည်အသက်34နှစ်အရွယ်ဘရာဇီးကန်နဝင်တိုက်စစ်မှုသည်လာမည့်နွေရာသီတွင်ကျင်းပမည့်၄နှစ်တစ်ကြိမ်တဘာဖလားပြိုင်ပွဲကြီးတွင်နိုင်ငံကိုစားပြုရှင်ပြိုင်ခွင့်ရမရဆိုသည်ကိုလာမည့်တနင်္လာနေ့တွင်သိရှိရတော့မည်ဖြစ်သည်နီးပြကာလိုအန်ဆယ်လော်တီကပြီးခဲ့သည့်အပတ်ကထုတ်ပြန်ခဲ့သည့်အမာခံကစားသမား55ဦးပနာမစည်းရင်းတွင်၎င်းအားထည့်သွင်းခဲ့တော်လေနောက်ဆုံး26ဦးလူစည်းရင်းတွင်ပါဝင်ခွင့်ရရန်မှာမူပိုမိုခက်ခဲမိဖြစ်သည်နီမာသည်2023ခုနှစ်အောက်တိုဘာလကတည်းကဒဏ်ရာပြဿနာများနှင့်ကြန့်ခိုင်မှုပိုင်းဆိုင်ရာစိုးရိမ်ရမှုများကြောင့်ဘရာဇီးလက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးနိုင်ခြင်းမရှိတော့ပေပြီးခဲ့သည့်မတ်လနိုင်ငံတကာပွဲစဉ်များတွင်လည်းချန်လက်ခြင်းခံခဲ့ရသည်2023ခုနှစ်ကရရှိခဲ့သည့်ရှေ့အယုတ်ပြတ်ဒဏ်ရာ ECL ကြောင့်၎င်း၏နိုင်ငံတကာပွဲစဉ်အဆက်မပြတ်ပါဝင်မှုကိုအဆုံးသတ်စေခဲ့ပြီးခဲ့သည့်ဒီဇင်ဘာလကဒူးခေါင်းမှန်ပြောင်းခွေးစိတ်မှုထပ်မံခံယူခဲ့ရသဖြင့်ယခုရသည့်စန်တိုအသင်း၏ပထမဆုံး12ပွဲကိုလွှဲချော်ခဲ့ရသည်တိုးတော်လီနေမာသည်ကဘာဖလားလူစည်းရင်းတွင်ပါဝင်ရန်ခိုင်မာသည့်တပ်သေးပြချက်များပြုလုပ်နေသည်၎င်းသည်နောက်ဆုံးရရှိခဲ့သည့်ဒဏ်ရာမှာကြန့်ခိုင်မှုပြန်လည်ပြေဝလာခဲ့ပြီးခဲ့သည့်ဖေဖော်ဝါရီလကွင်းအတွင်းပြန်လည်ဝင်ရောက်နိုင်ခဲ့တဲ့ပြီးခဲ့သည့်ဖေဖော်ဝါရီလကွင်းအတွင်းပြန်လည်ဝင်ရောက်နိုင်ခဲ့တဲ့ကဆန်တိုစ်အသင်းအတွက်ပုံမှန်ခြေစွမ်းပြနေသည်ဘာစီလိုနာတိုက်စစ်မှုဟောင်းသည်ဘရာဇီးအသင်းအတွက်128ပွဲတွင်89ဂိုးအထိသွင်းယူပေးထားပြီး2023ခုနှစ်တွင်ပီလီ၏စံချိန်ကိုကျော်ဖြတ်ကာသမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူအဖြစ်ရပ်တည်နေသလိုပြီးခဲ့သည့်ကမ္ဘာဖလား3ကြိမ်စလုံးတွင်လည်းအဓိကကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်သည်ကွင်းအတွင်းမှထူးဆန်းသည့်လူစားလဲမှုပြဿနာတနင်္ဂနွေနေ့ကစားခဲ့သည့်ဆန်တိုစ်အသင်း၏ CDA ပွဲစဉ်တွင်နေမာ၏နောက်ဆုံးအချိန်ကြိုးပမ်းမှုကမူနီးပြအန်ဆယ်လော်တီကိုသဘောကျအောင်မစွမ်းဆောင်နိုင်ခဲ့ပေနေမာ၏ငယ်ဘဝကလပ်ဆန်တိုစ်အသင်းသည်ကိုရီဒီဘာကို3ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့သည်သို့တော်လည်းထိုပွဲစဉ်၏ထူးဆန်းသည့်ဖြစ်ရပ်ကြောင့်အန်ဆယ်လော်တီ၏အာရုံစိုက်မှုကိုမူရရှိသွားမည်မှာတေချာသည်ပွဲမစတင်မီနိုင်ငံတော်တချင်းတီဆိုချိန်တွင်နေမာတယောက်မျက်ရည်များအပြင်းအထန်ကျကာတုန်နေသည်ကိုမြင်တွေ့ခဲ့ရသည်ဒါသည်လာမဲလာတွင်နိုင်ငံကိုစားပြုကစားလိုသည့်၎င်း၏ပြင်းပြသည့်ဆန္ဒနှင့်အရန်ကစားသမားအဖြစ်ရှိနေရသည့်စိတ်ဖိစီးမှုများကြောင့်ဖြစ်နိုင်သည်အသင်းကောင်းဆောင်ဖြစ်သူနေမာသည်ဤပွဲတွင်တိုက်စစ်မှုအဖြစ်ပွဲထွက်ခဲ့တော်လဲတိုက်စစ်ပိုင်း၌ရုန်းကန်ခဲ့ရပြီးကွင်းအတွင်းရှိနေသမျှကာလပတ်လုံးဂိုးပေါက်တိတ်မှုတစ်ကြိမ်သာရှိခဲ့ကဂိုးဖန်တီးမှုအခွင့်အရေး2ကြိမ်သာပြုလုပ်နိုင်ခဲ့သည်အဆိုးရွားဆုံးအခြေအနေမှာပွဲချိန်65မိနစ်တွင်၎င်းသည်မတော်တဆလူစားလေ့ခြင်းခံခဲ့ရခြင်းဖြစ်သည်စတုထတိုင်လူကြီးသည်လူစားလဲဖို့အဖွဲ့တွင်နီမာ၏ကျောနံပါတ်ကိုမှားယွင်းမြောက်ပြခဲ့မိသည့်ထင်ရှားသောအမားကြောင့်ဖြစ်သည်အမှန်တကယ်လူစားလဲရမည်မှာကျောနံပါတ်31ရှိသည့်ဆန်တိုစ်နောက်ခံလူဂွန်ဇာလိုအက်စကိုဘာဖြစ်သည်နေမာသည်ကွင်းပေးစီအပြင်သားတွင်၎င်း၏ခြေသလုံးကျွတ်သားကိုစပရိဖြန်းနေချိန်၌ဒိုင်လူကြီးကရောဘင်ဟိုဂျူနီယာနှင့်လူစားလဲရန်ကွင်းတင်ထွက်ရမည်ဟုလာရောက်ပြောကြားခဲ့သဖြင့်အံ့အားသန်သွားခဲ့ရသည်ရောဘင်ဟိုကွင်းထဲဝင်လာမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဘုတ်အဖွဲ့ကိုကျွန်တော်မကြည့်မိခဲ့ဘူးကျွန်တော်လူစားလေးခံလိုက်ရမှမသိခဲ့ဘူးပိုးကိုမမြင်လိုက်ဘူးဒါဟာဒိုင်လူကြီးတို့ရဲ့အလွန်ဆိုးရွားတဲ့အမှားဖြစ်ပြီးပိုးပြားပေါ်မှာနံပါတ်တွေတင်နေသူရဲ့အမှားပါဟုနေမာကပွဲအပြီးတွင်ပြောကြားခဲ့သည်ဆန်တိုစ်နီပြကူကာနဲ့နေမာတို့နှစ်ဦးစလုံးကကွင်းလေဒိုင်လူကြီးပေါ်လိုဇာနိုဗယ်လီကိုကြီးမားသည့်အမှားတစ်ခုဖြစ်သွားကြောင်းအသိပေးခဲ့တော်လဲလူစားလဲမှုကိုခေါ်ယူပြီးဖြစ်ကရောဘင်ဟိုလည်းကွင်းထဲသို့ရောက်ရှိနေပြီဖြစ်သဖြင့်အတီးဖြစ်သွားခဲ့သည်စိတ်ပြတ်ဒေါသထွက်နေသည့်နေမာသည်လူစားလဲမှုကိုညှင်းဆန်ခဲ့ခြင်းကြောင့်အဝါကမပြသခံရမီဒိုင်လူကြီးနှင့်မိနစ်အနည်းငယ်ကြာစကားများအငင်းပွားခဲ့သည်ထို့နောက်၎င်းသည်ကွင်းပြင်သို့အလင်းအမြန်ထွက်ခွာသွားပြီးတရားဝင်လူစားလဲမှုတောင်းဆိုလွှာစာရွက်ကိုတွားရောက်ယူကာအမှားယွင်းကိုတတ်သိပြရန်အတွက်ဓာတ်ရိုက်ထုတ်လွှင့်နေသည့်ရုပ်သံကင်မရာများစီမြှောက်ပြခဲ့သည်နေမာအနေနဲ့အန်ဆယ်လော်တီကိုအစွမ်းပြရန်နောက်ဆုံးမိနစ်25မိနစ်ခန့်ဆုံးရှုံးခဲ့ရသဖြင့်လာမည့်နွေရာသည့်မြောက်အမေရိကကမ္ဘာဖလားပြိုင်ပွဲတွင်နေရာတနေရာရရှိရန်အတွက်ပြီးခဲ့သည့်လအနည်းငယ်ကပွဲထွက်ရတဲ့ပွဲတွေမှာပဲသူ့ရဲ့စွမ်းဆောင်ရည်ကိုသုံးသပ်ပြီး၎င်းလှုပ်ဆောင်ခဲ့သည့်များမှာလုံလောက်မှုရှိလိမ့်မည်ဟုသာမျှော်လင့်ရတော့မည်ဖြစ်သည်နေမာတယောက်ကမ္ဘာဖလားမှာပါလာမလားဆိုတာစိတ်ဝင်စားစောင့်ကြည့်ရတော့မှာပါဘောလုံးညီကိုလိုရောနေမာကိုကမ္ဘာဖလားပြိုင်ပွဲမှာမြင်ချင်ကြလားပြောခဲ့ပေုံနော်အားလုံးပဲခုလက်